သမီးလေးကိုကြောင်းကြိုပြီးအိမ်ပြန်လာခဲ့တယ်ဓာတ်လေကားတကားပိတ်ခံနီးမှာပဲလက်တစ်ဖက်ကအတင်းလန်းထားလိုက်တယ်အနက်ရောင်အုတ်ထုတ်ဆောင်ထားပြီးလက်ထဲမှာတူတစ်ချောင်းကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားတဲ့လူတစ်ယောက်သူဟာဘာစကားမှမပြောဘဲဓာတ်လေကားတွေကိုတိတ်တဆိတ်ဝင်လာခဲ့တယ်ပိုပြီးကြောက်ဖို့ကောင်းတာကသူဓာတ်လေကားတွေရောက်တော့ဘယ်နှလွာကိုသွားမလဲဆိုတဲ့ခလုတ်ကိုမနှိပ်ဘူးကျမလည်းတုံတုံရင်ရင်နဲ့ပဲဘယ်နှစ်ထပ်ကိုသွားမှလဲရှင်လို့မေးလိုက်ပေမဲ့သူကတော့ရေငုံနှုတ်ပိတ်နေတော့ပဲအဲ့ဒီအချိန်မှာသမီးလေးကကျမတို့နေတဲ့အထက်ခလုတ်ကိုကောက်နှိပ်လိုက်တယ်ကျမတားဖို့စူးစမ်းပေမဲ့နောက်ကျသွားခဲ့ပြီးကျမတို့အထက်ကိုရောက်တာနဲ့သမီးကိုဆွဲပြီးဓာတ်လေကားတွေကနေအမြန်ပြေးထွက်ခဲ့တယ်အိမ်ထဲမဝင်ခင်အဲ့ဒီလူကျမတို့နောက်ကိုလိုက်လာမလားဆိုတာခိုးကြည့်နေတော့သမီးလေးကကျမအိမ်တကား password မေ့နေတဲ့အချိန်နဲ့မေ password ကတူညလေးဆိုပြီးအတန်ကျဲကြီးနဲ့အော်ပြောလိုက်တော့တာပဲကျမသမီးပါဆက်ကိုအမြန်ပိတ်ပြီးအိမ်ထဲကိုဆွဲခေါ်သွားလိုက်တယ်သမီးဘယ်တော့မှအိမ် password ကိုအပြင်မှာအော်မပြောရဘူးလို့တေးသေးချာချာမှနေမိတယ်ရင်ထဲမှာတော့တခုခုဖြစ်တော့မလားဆိုတဲ့ကြောက်စိတ်တွေကအပြည့်ပဲအပြင်မှာအတော်ကြာတဲ့အထိဘာတန်မှမကြားရတော့မှငါအစိုးရိမ်လွန်သွားတာနေမှာပါလို့တွေးနေတော့ဖုန်းထဲကိုစာတစ်စောင်ဝင်လာတယ်ပါဆယ်ရောက်နေလို့အောက်ထပ်မှာလာယူပေးပါလူကိုယ်တိုင်လက်မှတ်ထိုးရပါမယ်တဲ့အမျိုးသားကလက်ဆောင်ပို့တာနေမှာပဲလို့တွေးပြီးကျမအောက်ထပ်ကိုအမြန်ဆင်းသွားခဲ့တယ်ဒါပေမဲ့အောက်မှာဘယ်သူမှမရှိဘူးအနီရောင်ဘူးခွန်အလွတ်တစ်ခုပဲရှိနေတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားစီကဖုန်းလာတယ်သူဘာမှမပို့ဘူးလို့ပြောလိုက်တဲ့အချိန်မှာဒါဟာကျမကိုအိမ်ပြင်ထွက်အောင်လုပ်တဲ့ထောင်ချောက်ဆိုတာချက်ချင်းသဘောပေါက်သွားတယ်ယောက်ျားအိမ်မှာတခုခုဖြစ်နေပြီးတယောက်ယောက်ကငါ့ကိုအောက်ထပ်ရောက်အောင်လိန်ခေါ်ထားတာလို့ပြောပြီးကျမအပေါ်ထက်ကိုအသက်လူပြီးပြန်တက်ခဲ့တယ်အဲ့ဒီအချိန်မှာဟိုလူဟာတကားရှိမှာ password တွေကိုတစ်ခုပြီးတစ်ခုစမ်းနှိပ်နေတာအိမ်ထဲမှာရှိတဲ့သမီးလေးကကျမပြန်လာပြီး password မေ့နေတဲ့ထင်နဲ့ password ကဏ္ဍတွေကိုအတန်ထွက်ပြီးထပ်ဖက်ပြလိုက်ပြန်တယ်ဒါကိုအိမ်က CCTV ထဲကနေမြင်လိုက်ရတဲ့ကျမရင်တွေကွဲမတက်ခန်းစားလိုက်ရတယ်သမီးအခန်းထဲကိုပြေးတကားကိုမြန်မြန်ပိတ်ထားလို့ဖုန်းထဲကနေအော်ပြောပေမဲ့နောက်ကျသွားပါပြီတကားပွင့်သွားပြီးဟိုလူကသမီးလေးကိုတူနဲ့ထုဖို့ရွယ်လိုက်တဲ့အချိန်မှာပဲကျမအိမ်ထဲကိုရောက်သွားပြီးသူ့ကိုအားကုန်သုံးပြီးတွန်းထုတ်လိုက်တဲ့ဖုန်းကကျန်းပြင်ပေါ်ပြုတ်ကျသွားပြီးအမျိုးသားရဲ့စိုးရိမ်တကြီးအော်ဟစ်တန်တွေထွက်လာတယ်အဲ့ဒီလူကဖုန်းကိုသူ့ခြေထောက်နဲ့နင်းချေဖြက်စီးပစ်လိုက်ပါတယ်ကျမလည်းဘေးနားမှာရှိတဲ့ကလထိုင်ကိုဆွဲပြီးသူ့ကိုအတင်းပြန်ခုခံခဲ့တယ်သူနောက်ဆုတ်သွားတဲ့အချိန်မှာအိမ်ပြင်ကိုအတင်းတွန်းထုတ်လိုက်ပေမဲ့သူကတကားပေါင်ကိုအတင်းကင်ထားသေးတယ်အဲ့ဒီအချိန်မှာသမီးလေးကသူ့လက်ကိုပြေးထုလိုက်တော့မှတကားကိုပိတ်ပြီးဂျက်ထိုးလိုက်နိုင်တော့တယ်အဲ့ဒီနေ့ကစပြီးဘယ်တော့မှသမီးလေးကိုအိမ်မှာတယောက်တည်းမထားခဲ့တော့ဘူးလို့ကျမဆုံးဖြတ်လိုက်ပါတော့တယ်